မိုင်ယာမီကအနစ်ဒေလီဒေးဗစ်တယောက်ဘဝကိုရုန်းကန်နေရချိန်မှာကျောင်းတုန်းကတငယ်ချင်းဟောင်းအက်ဖရန်နဲ့ပြန်ဆုံခဲ့ပါတယ်။အက်ဖရန်ကလက်နက်ရောင်းဝယ်ရေးလိုကားတွေကိုဒေးဗစ်ကိုဆွဲခေါ်ခဲ့ပြီးသူတို့နှစ်ယောက်ဟာပင်တဂွန်စစ်ဌာနချုပ်ရဲ့တင်ဒါအသေးလေးတွေကိုကြားကနေဖြတ်ခုတ်ရင်းကျွဲဝချမ်းသာလာခဲ့ကြတယ်။ဒါပေမဲ့သူတို့ရဲ့လောဘနဲ့လင်ညာမှုတွေကကမ္ဘာအန်ဒီရဲ့အရှိဆုံးလက်နက်ပွဲစားကြီးတွေနဲ့ထိတ်တိုက်တွေ့စီခဲ့တဲ့အခါမှာတော့ဒီရုပ်ရှင်ဟာတကယ်ဖိရမှန်ကိုအခြေခံထားတဲ့ War Dogs 2016ဖြစ်ပါတယ်။2005ခုနှစ်မှာအသက်22နှစ်အရွယ်ဒေးဗစ်ဖက်ကူစ်ဟာမိုင်ယာမီမှာနေထိုင်ပြီးလိုင်စင်ရအနစ်တဲ့တယောက်အနေနဲ့အလုပ်လုပ်နေပါတယ်။ဒါပေမဲ့လူချမ်းသာအဖိုးကြီးတွေကိုနှိပ်ပေးပြီးပတ်စံရှာရတဲ့ဘဝကိုသူတော်တော်လေးညှင်းငွေ့နေပါတယ်။သူဟာ college ကိုမပြီးဆုံးမဲနဲ့ကျောင်းထွက်ခဲ့သူဖြစ်တယ်လို့မိမတွေနဲ့လည်းစိတ်အခက်မတင်ဖြစ်ထားပြီးအလုပ်6ခုလောက်ကနေထွန့်လိုက်အထောက်ခံလိုက်နေမှုသူ့အတွက်ရွေးချယ်စရာလမ်းစသိပ်မရှိပါဘူး။သူစုထားပမျှပတ်စံအကုန်သုံးပြီးအရေးအသွေးမြင့်အိပ်ယာခင်းတွေကိုဝယ်ယူကာဘိုးဘွားရိပ်ပါတွေကိုပြန်ရောင်းဖို့စူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူး။ဘာလို့လဲဆိုတော့ဘိုးဘွားရိပ်တာပိုင်ရှင်တွေကတက်ကြီးရွယ်အိုတွေရဲ့လူနေမှုဘဝမြင့်တင်ရေးတဲ့ပတ်စံကိုပဲကြည့်ကြလို့ပါ။ဒီနေ့တော့ဇာပနာတစ်ခုမှာကျောင်းတုန်းကအခင်းဆုံးတငယ်ချင်းဖြစ်ပြီးနှစ်အတော်ကြာမတွေ့ဖြစ်တဲ့အဖရိမ်ဒိုင်ဗာရိုလီနဲ့ပြင်ဆုံပါတယ်။အဖရိမ်က LA မှာသူ့ဦးလေးစီမှာနေရင်လက်နက်ပွဲစားအလုပ်လုပ်ခဲ့တာပါ။ဒါပေမဲ့ဦးလေးဖြစ်သူကသူ့ပတ်စံတွေကိုခိုးသွားတာကြောင့်အလုပ်ထွက်ပြီးမိုင်ယာမီမှာ AEY ဆိုတဲ့ကိုပိုင်ကုမ္ပဏီတစ်ခုထောင်မှုပြန်လာခဲ့တာဖြစ်ပါတယ်။ဒီရက်မှာသူတို့နှစ်ယောက်ဆေးချောက်သွားဝယ်ရင်အဖရိမ်ဟာအယောင်ဝယ်သမားအိမ်နာကလူမိုက်တွေရဲ့လင်ညာတာကိုခံလိုက်ရပါတယ်။အဖရိမ်ကလက်စားချေတဲ့အနေနဲ့သူကနောက်ဖုံးထဲက17နက်ကိုထုတ်ပြီးမိုးပေါ်ထောင်ဖက်ကလူမိုက်တွေကိုခြောက်ထုတ်လိုက်ပါတယ်။ဒေးဗစ်ကတော့သူတစ်ပါးရဲ့နှိမ်တာကိုခံနေရတဲ့သူ့ဘဝကိုညှင်းဝင်နေသူမို့မိမိကိုယ်ကိုကာကွယ်ရတဲ့အဖရိမ်ကိုကြည့်ပြီးအထင်ကြီးသွားပါတယ်။နောက်တနေ့မှာတော့ဒေးဗစ်ဟာအဖရိမ်ရဲ့အုံကန်ကိုတွားလဲပါတယ်။အဖရိမ်ကအင်တာနက်မှာလက်နက်ရောင်းတာတင်မကပဲအမေရိကန်အစိုးရစီကိုပါတင်တာသွင်းနေတာပါ။ပြိုင်ဘက်တွေဖေကန်ထရက်ကိုမှန်းနေတယ်လေဆိုတာသိဖို့စစ်ဗိုလ်တယောက်အဖြစ်ဟန်ဆောင်ပြီးစုံစမ်းနေတဲ့အဖရိမ်ရဲ့လုပ်ပုံကိုင်ပုံတွေကိုကြည့်ပြီးဒေးဗစ်တယောက်ပိုလို့တောင်အားကျသွားပါတယ်။ဒီအလုပ်ကရလေဝင်ငွေကလည်းမနှဲလာဘူး။ငွေချင်းဒီမို့အဖရိမ်ကဒီအလုပ်ဘလို့လဲပါတယ်လေဆိုတာကိုဒေးဗစ်ကိုပြပါတယ်။အစိုးရရဲ့အများပြည်သူကြည့်ရှုနိုင်တဲ့ website မှာလက်ရှိတင်နာခေါ်နေတဲ့စစ်ပတ်ဆိုင်ရာ contract တွေအကုန်ရှိပါတယ်။ အဖရိမ်ကကုမ္ပဏီကြီးတွေလူနေကြတဲ့ contract ကြီးတွေကိုကြော်ပြီးဘယ်သူမှဂရုမစိုက်တဲ့ contract အသေးလေးတွေကိုပဲရွေးချပါတယ်။အဓိကအချက်ကပန်တဂွန်စစ်ဌာနချုပ်နဲ့အယောင်းဝယ်လုပ်တဲ့အခါအသေးဆုံးဆိုတဲ့ contract တောင်မှဒေါ်လာသားနဲ့ချီတန်ဖိုးရှိနေတာပါ။နေ့လည်စာအတူစားပြီးအိမ်ပြန်ရောက်တဲ့အခါဒေးဗစ်ဟာသူ့ဇနီး is ဟာကိုဝင်ရှိနေပြီဆိုတာသိလိုက်ရပါတယ်။ကလေးအတွက်ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ဒေးဗစ်တုံးလုသွားပါတယ်။ဒါကြောင့်အဖရိမ်နဲ့ပြန်တွေ့တဲ့အခါအဖရိမ်ကသူ့စီမှာအလုပ်လုပ်ဖို့ခံလန်းပါတယ်။အစပိုင်းမှာတော့ဒေးဗစ်ကညင်းပါတယ်။သူနဲ့ is ဟာဒီစစ်ပွဲကိုစန့်ကျင်သူတွေဖြစ်ပြီးစစ်စန့်ကျင်ရေးစန္ဒပြတွေမှာတောင်ပါဝင်ခဲ့သူတွေပါ။ဒါပေမဲ့အဖရိမ်ကသူ့ကိုစကားအကောင်းပြောပြီးဖြောင်းပြပါတယ်။ဒီအလုပ်လုပ်တာဟာစစ်ကိုထောက်ခံတာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့နားချလိုက်တာကြောင့်နောက်ဆုံးဒေးဗစ်သဘောတူလိုက်ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူ is ကိုတော့သူတို့ဟာစစ်တပ်ကိုလက်နက်ရောင်းတာမဟုတ်ဘူးဆိုပြီးလိန်ပြောထားတာကြောင့် is လည်းအပြည့်စုံထောက်ပံ့ပေးပါတယ်။နောက်ပိုင်းမှာတော့6ရက်အတွင်းမှာဒေးဗစ်ဟာလက်နက်ရောင်းဝယ်ရေးအကြောင်းအကုန်တင်ယူပြီးအစိုးရရဲ့ website မှာတင်နာအသေးလေးတွေကိုလိုက်ရှာကအရှိဥရောပကလက်နက်ထုတ်လုပ်သူတွေနဲ့ဖုန်းတကောက်ဆက်သွယ်ရပါတော့တယ်။သူတို့လိုလူမျိုးတွေကို War Dogs စစ်ခွေးများလို့ခေါ်ကြပါတယ်။စစ်မြေပုံကိုခြေတစ်ဖဲတောင်မနှင်းပဲစစ်ပွဲကနေပတ်စံရှာစားတဲ့လူတန်းစားပေါ့လေ။အဖရိမ်မှာတော့ Ralph Slusky ဆိုတဲ့လှုပ်ရွှတ်အဖိုးတယောက်ရှိပါတယ်။သူဟာမိုင်ယာမီတခွင်မှာအဝစ်ရှလော်စင်း63ဆိုင်ပိုင်ဆိုင်တဲ့စီးပွားရေးသမားဦးတယောက်ပါ။သူကကုမ္ပဏီရဲ့25%အမျက်ဝယ်ကျူရမယ်ဆိုတဲ့ကတိနဲ့ယင်းနှိမ့်မြုပ်နှံသူအနေနဲ့ငွေထုတ်ပေးထားတာပါ။ဒါပေမဲ့ Ralph ဟာလည်းအလင်းခံနေတာပါ။အမျက်အစ်စ်ကိုတင်မကပဲသူတို့ရဲ့ရည်ရွယ်ချက်ကိုပါအလင်းခံထားတာပါ။ Ralph ကအဖရိမ်ကိုသူနဲ့တူတူပဲဂျူးဘာသာအယူတရစ်သူတယောက်ဖြစ်ပြီး Israel ကိုကာကွယ်ခြင်းလို့ထင်နေတာပါ။တကယ်တော့သူတို့ကစစ်ပွဲရဲ့ဘဲဘက်အချမ်းကိုပါခွဲခြားမှုမရှိပဲရောင်းချနေတာဖြစ်ပါတယ်။ဒေးဗစ်ဟာဒီအလုပ်မှာအချိန်ကြာလာတာနဲ့အမျှပိုလို့ကျွမ်းကျင်လာပြီးနောက်ဆုံးမှာတော့အနှစ်20လုံးစစ်ပွဲရဲ့နှစ်ဖက်စလုံးကိုလက်နက်အများကြီးထောက်ပံ့နေတဲ့ Henry Gerard နဲ့တောင်အဆက်အသွယ်ရသွားပါတော့တယ်။ဘာတစ်ခုမှအဖရိမ်တယောက်မိန်းကလေးတယောက်ကိုသွားစနောက်ရာကနေထိုးချိတ်ခံရပြီးအရှုံးနဲ့ပြန်ထွက်လာခဲ့ကြပါတယ်။အဲဒီနောက်စားတောက်ဆိုင်တစ်ခုအရောက်မှာတော့သူတို့စီဖုန်းတစ်ခုဝေလာပါတယ်။ဘက်တက်မြို့ကအီရတ်ရဲတပ်ဖွဲ့ဘရီတာပစ်စတိုတနက်အလက်ပေါင်းထောင်ချီတင်သွင်းဟမဲ့ contract ကိုသူတို့ရရှိသွားပြီဆိုတဲ့အကြောင်းမှာရနေငယ်အကြမှာတော့ဒေးဗစ်နဲ့ is တို့ဇနီးမောင်နှံဟာစေးကမှာအထရာဆောင်းရိုက်ရင်သူတို့ရဲ့ပထမဆုံးရင်သွေးလေးဟာသမီးမိန်းကလေးဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒီလိုဂျီနူးစရာခိုက်တန်လေးကိုဖျက်ဆီးလိုက်တာပါတော့ပိုကြီးဖိလစ်ဆန်တိုစီကဖုန်းဖြစ်ပါတယ်။အီတလီနိုင်ငံကနေအီရတ်ကိုလက်နက်တင်ပို့မှုအားလုံးကိုပိတ်ပင်လိုက်တဲ့ဥပဒေသစ်တရက်ထွက်လာတာကြောင့်ဘရီတာတနက်ကြီးပိတ်မိနေပြီဖြစ်ကြောင်းသူကစိုးရိမ်ကြီးလန့်ပြောတာပါ။ဒေးဗစ်ကဒီဥပဒေအကြောင်းကြိုးမသိထားပေမဲ့ဒါကအရေးကြီးတဲ့အလုပ်ဖြစ်တာကြောင့်အားလုံးကိုထိန်းချုပ်ထားနိုင်ပါတယ်ဆိုပြီးလိန်ပြောလိုက်ပါတယ်။ကံကောင်းထောက်မှစွာနဲ့အဖရန်ကအကြံတစ်ခုရသွားပါတယ်။အဲ့ဒါကတော့တနက်တွေကိုအီတလီကနေသူတို့နဲ့ပြဿနာမရှိတဲ့ဂျော်ဒန်နိုင်ငံကိုအရင်ပို့မယ်။အဲဒီကမှသစင်အီရတ်ကိုပြန်ပို့ဖို့ပါပဲ။အဲဒီညမှာပဲဒေးဗစ်တို့အိမ်မှာညစာစားပွဲလေးလုပ်ခဲ့ပါတယ်။ is ရဲ့တငယ်ချင်းအချို့ကဒေးဗစ်ကိုအဖရန်နဲ့ပတ်သက်ပြီးတတိပေးကြပါတယ်။တကယ်တော့ဦးလေးချစ်သူစီကပတ်စံခိုးခဲ့တာအဖရန်ကိုယ်တိုင်ပဲဖြစ်ပြီးအခုတော့ပြောင်းပြန်လှန်ပြောနေတာပါလို့ဆိုကြပါတယ်။ပြောရင်းဆိုရင်းနဲ့ပဲဖိတ်မထားလို့စိတ်ကောက်နေတဲ့အဖရန်ကအိမ်မင်းကိုရုတ်တရက်ရောက်လာပါတယ်။ဒေးဗစ်ကသူ့ကိုတီးတန့်ခေါ်ထုတ်ပြီးဒါကသူ့မိန်းမရဲ့တငယ်ချင်းတွေနဲ့ပွဲဖြစ်ကြောင်းရှင်းပြတဲ့အခါမှာအဖရန်ကအရေးပေါ်ပြဿနာကိုပြောပြပါတော့တယ်။အဲ့ဒါကတော့ဂျော်ဒန်အကောက်ခွန်ဌာနကသူတို့တနက်တွေကိုတင်းကြီးလိုက်တာပါပဲ။ပိုကြီးဆန်တိုစ်ကလည်းဒါကိုသိသွားပြီးချက်ချင်းဖုန်းဆက်ကအကြောင်းပြချက်တောင်းတယ်လို့ပစ္စည်းမရောက်ရင်ကန်ခရိုက်ကိုဖျက်သိမ်းပြီးကုမ္ပဏီကိုနာမည်ပြက်စီရင်သွင်းပြမယ်လို့ချင်းချောက်ပါတယ်။ဒီစကားဝိုင်းကို is ကချောင်းနှားထောင်ပြီးသွားပြီးသူ့ယောက်ျားဟာလက်နက်ပွဲစားဆိုတာကိုသိသွားတဲ့အခါမှာတော့ဒေါသတကြီးနဲ့ဒေးဗစ်ကိုမယုံကြည်နိုင်တော့ကြောင်းပြောပါတော့တယ်။ဒါပေမဲ့ဒေးဗစ်မှာချောဖို့အခက်မရှိပါဘူး။သူနဲ့အဖရန်ဟာဂျော်ဒန်ကိုချက်ချင်းလေရင်နဲ့သွားရပါတယ်။ဂျော်ဒန်ရောက်တဲ့အခါမှာလည်းလေရင်ပြန်တန်းခွင့်တက်တန်းကုန်နေတာကြောင့်တန်ယုံကဘာမှကူညီလို့မရပါဘူး။နောက်ဆုံးမှာတော့ဒေတာခံတွေကိုလာထိုးပြီးပစ္စည်းတွေကိုထုတ်ယူလိုက်ရပါတယ်။
အဲ့ဒီနောက်မှာတော့ Jordan မှာအတော်ဆုံးမောင်ခိုးသမားလူနာမည်ကြီးတဲ့ Marlboro ဆိုတဲ့ driver တယောက်ကိုငှားပြီးတနက်တွေကို Iraq အထိသူတို့ကိုယ်တိုင်တွားပို့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ David ကဘေးကန်းပါမလားစိုးရိမ်နေပေမဲ့ Efren ကတော့မနှက်ဖြန်ဆိုရောက်ပြီးဘာမှမပူနဲ့လို့မဲအားပေးပါတယ်။ညလေကောင်မှာသူတို့ Iraq နယ်စပ်ကိုရောက်တဲ့အခါကင်းလည်နေတဲ့စစ်သားတွေကတားပါတယ်။ဒါပေမဲ့ Marlboro ကသူ့တင်လာတာဆေးလိပ်တွေပါလို့လိန်ပြောပြီးဆေးလိပ်တွေနဲ့ပဲလာထိုးလိုက်တာကြောင့်အလွယ်တကူဖျက်ချော်ခွင့်ရသွားပါတယ်။မနှက်လင်းလို့နိုးလာတဲ့အခါမှာတော့သူတို့ရဲ့ကားကြီးဟာစွန့်ပစ်ထားတဲ့ထယုံတဟောင်ရှိမှရပ်နေပါတယ်။ Marlboro ကစီးဖိနေတယ်။ Efren ကအပေါ်သွားနေတော့မှ Izzy ကဖုန်းလာပါတယ်။ Iz က David ဘယ်လောက်ဖိအားများနေမလဲဆိုတာနားလည်သွားပြီဖြစ်ကြောင်းနောက်ဘေးတော့မှမလိန်ဖို့ကတိတောင်းပါတယ်။ David ကလည်း hotel မှာရောက်နေပါတယ်လို့လိန်ပြောလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲလက်နက်ကိုထားတဲ့သူပုံတစုသူတို့စီဦးတီလာနေတာကိုတွေ့လိုက်ရတော့ဖုန်းကိုကောက်ခန့်ငငါချလိုက်ရပါတယ်။သူတို့သူပုံတွေလက်ကနေကားနဲ့မနှဲမောင်းပြေးရပါတယ်။ Marlboro ကိုတောင်စောင့်ဖို့အခြေမရှိတာကြောင့်ကားနောက်ကိုပြေးလိုက်ခိုင်းပြီးမောင်းနေရင်းနဲ့ပဲစီတိုင်ကီထဲစီလောင်ခိုင်းလိုက်ရပါတယ်။သူပုံတွေကနောက်ကနေတနစ်တွေနဲ့လိုက်ပစ်နေတာကြောင့်ဒီတစ်ခါတော့တေးပြီးလို့ထင်နေတော့မှပဲ American စစ်တပ်ကရုတ်တရက်ပေါ်လာပြီးသူပုံတွေကိုမောင်းထုတ်ပေးလိုက်တော့အသက်ဘေးကလွတ်ခဲ့ပါတယ်။သူတို့ဟာအန်ဒီရဲ့အလွန်များတဲ့တေမင်းသရီကနာနေမျိုးကိုဖျက်ချော်လာနိုင်တာကြောင့်ဗိုလ်ကြီးဆန်တိုစ်ကတောင်အံ့ဩချီးကျူးပါတယ်။လက်နက်ကွင်းနဲ့အတူ selfie ဓာတ်ပုံတွေရိုက်ပတ်စံထုတ်ယူလိုက်နောက်မှာတော့စစ်တပ်ရဲ့လုံခြုံရေးအဆောင်ရှောက်နဲ့ Baghdad လေးစိတ်ကိုသွားပြီးဘေးကင်းစွာပြန်လာနိုင်ပါတယ်။ဒီအလောက်ကနေပတ်စံအများစွာရလိုက်ရုံတည်းမကသူတို့ရဲ့နာမည်ကလည်းကြော်ကြားသွားပါတယ်။ကုမ္ပဏီကလည်းအထုံးတီးတိုးတက်လာပြီးလစဉ်ဝင်ငွေတွေအများကြီးရလာပါတယ်။သူတို့နှစ်ယောက်ဟာ Porsche ကားအသစ်စစ်တွေဝယ်ကြတယ်။တိုက်ခန်းအကောင့်စတွေဝယ်ကြတယ်လို့ David အရင်ကဝယ်ထားတဲ့အိယာချင်းတွေကိုလည်းမီးရှို့ဖျက်ဆီးပစ်လိုက်ကြပါတယ်။ယင်းနီမခံ Ralph ကလည်းအမျက်တွေအများကြီးရနေတာကြောင့်ကုမ္ပဏီကိုတိုးချဲ့ဖို့ငွေတွေထပ်စိုက်ပေးပါတယ်။ဒါနဲ့ပဲသူတို့ဟာဝန်ထမ်းတွေအများကြီးခန့်ပြီးလုပ်ငန်းကိုအကြီးအမာချဲ့တင်လိုက်ပါတော့တယ်။ဒါက David အတွက်သူ့မွေးကင်းစကလေးလေးနဲ့အချိန်ပိုပေးနိုင်ဖို့အခွင့်အရေးရစေပေမယ့် Efren ကတော့တရက်ပိုပြီးစိတ်မတည်ငြိမ်ပြီးပုံရပါတယ်။တညမှာတော့ David ဟာစစ်တပ်ကတင်ထားတဲ့ Afghan contract လို့နောက်ပိုင်းမှာလူသိများသွားမဲ့တင်ဒါကြီးကိုတွေ့ရှိသွားပါတယ်။အဲ့ဒါက AK47 ကြီးတန်းများပြောင်းရန်ကိုအော်လာမှာထားတဲ့မယုံနိုင်အောင်များပြားတဲ့ပမာဏတွေကိုအော်လာမှာထားတာပါ။ဒါကသူတို့အတွက်ရွှေပန်းတိုင်ဖြစ်တာကြောင့် Nevada ပြည်နယ်ကဒီလို Vegas X လို့နာမည်ထိလုံတဲ့လက်နက်ပွဲစားတွေသူတို့ရဲ့နောက်ဆုံးစစ်လက်နက်ပစ္စည်းတွေကိုပြသတဲ့ပွဲကိုတွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။စိတ်မကောင်းစရာကတော့ဒီပွဲကအဆင်မပြေပါဘူး။တကယ်လို့သူတို့ဒီ contract ကိုရခဲ့တယ်ဆိုရင်လေကမ္ဘာတဝန်းလုံးကထုတ်လုပ်သူတွေဒါဇင်ပေါင်းများစွာကိုချိန်ရွယ်ညှိနှိုင်းဖို့ဟာသူတို့လိုကုမ္ပဏီတငယ်လေးတဲ့တေယုံပို့ဆောင်ရေးကအိမ်မဆိုးကြီးတစ်ခုဖြစ်လာမှာပါ။နောက်ပိုင်းမှာတော့ David ကကြာရှုံးမှုအတွက်စိတ်ပြေပြောက်ဖို့ဖဲကစားနေလို့မှလက်နက်ပွဲစားလောကရဲ့ Warren Legend တစ်ယောက်ဖြစ်တဲ့ Henry Girard ကသူ့စီချင်းကပ်လာပါတယ်။ David က Efren ကိုတွားခေါ်ပြီးစားတော့ဆိုင်တစ်ခုမှာ Henry နဲ့တွေ့ပြီးညစာစားရင်ဒီ contract ကိုဆွေးနွေးကြပါတယ်။ Henry မှာ Albania နိုင်ငံကအဆက်တွေရှိလို့ဒီ order တစ်ခုလုံးကိုဖြည့်ဆည်းပေးနိုင်တယ်လို့သိရပါတယ်။ Albania ဟာဆယ်စုပေါင်းများစွာကဘယ်တော့မှဖြစ်မလာတဲ့အနောက်အုပ်ရဲ့ကျူးကျော်မှုကိုပြင်ဆင်နေတာကြောင့်အခုဆိုရင်အသုံးမပြုရသေးတဲ့လက်နက်မီလီယံပေါင်းများစွာပေါ်မှာထိုင်နေတာကြောင့်သူတို့ဒီလက်နက်တွေကိုဖျက်ဆီးဖြစ်ဖို့သို့မဟုတ်ရောက်ဖြစ်ဖို့ကြိုးစားနေတာဖြစ်တဲ့အတွက် Henry ကဈေးပေါ်နဲ့ရနိုင်ပြီးသူကပဲဒီပစ္စည်းအားလုံးကိုရရှိနိုင်တဲ့သူဦးတည်းရဲ့ကိုယ်စားလှယ်ဖြစ်တာကြောင့်ဒါကယုံနိုင်စရာအကောင်းတယ်လို့ကောင်းနေတာကြောင့် Efren က Henry ကိုယ်တိုင်ဒီတင်နာကိုဘာလို့မဝင်ပလိုက်တာလဲလို့မေးပါတယ်။ Henry ကသူဟာအချမ်းထန်တာစောင့်ကြည့်စီးရင်လည်းမပါနေလို့ American အစိုးရနဲ့ဘာစီးပွားရေးမှလုပ်ခွင့်မဖြစ်လို့ပိတ်ပင်ထားခံရတယ်လို့ဝန်ခံပါတယ်။ဒါက David ကိုလန့်သွားပြီးဒီလိုလူမျိုးနဲ့အလုပ်မလုပ်ချင်ပါဘူး။ဒါပေမဲ့ Efren ကသူတို့အမြဲတမ်းလက်နက်ဝယ်နေရောင်းနေတဲ့လူတွေဟာဒီလိုလူမျိုးတွေပဲဖြစ်တယ်လို့ထောက်ပြတဲ့အတွက်နောက်ဆုံးမှာတော့သူတို့ဒီအလုပ်ကိုလက်ခံလိုက်ကြပါတယ်။ရက်အနှဲငယ်အကြာမှာတော့သူတို့နှစ်ယောက်ဟာပစ္စည်းတွေကိုသွားစစ်ဆေးဖို့ Albania ကိုပြန်တန်းသွားကြပြီး Bashkin ဆိုတဲ့လူကို driver အဖြစ်ငှားရမ်းပါတယ်။ကုံလောင်ယုံမရောက်တဲ့အခါကြီးစံတွေကိုစမ်းသပ်ပြီးတက်တန်းရည်နေပေမဲ့အလုပ်လုပ်နေတော့မဲ့ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။အဲ့ဒီနောက် Miami ကိုပြန်လာပြီးတင်တာသွင်းလိုက်ကြပါတယ်။9လကြာမှအဖေရပေမဲ့ကန်ကောင်းထောက်မစွာနဲ့သူတို့ contract ကိုရရှိသွားပါတယ်။ဒါပေမဲ့အလုပ်မစခင်မှာကုမ္ပဏီကိုအစိုးရကစီးစီရမှာမို့ David နဲ့ Efren ဟာဟငင်းကတခါမှမလုပ်ခဲ့ဘူးတဲ့စာရွက်စာတမ်းတွေနဲ့စည်ရင်းစရာတွေကိုအထူးအပလုပ်ပြီးစတင်ပြင်ဆင်ကြပါတယ်။နှစ်ပတ်အကြာမှာတော့သူတို့ဟာ American စစ်တပ်ကဖြစ်စည်းဝယ်ရွေးအရာရှိတွေနဲ့တွေ့ဆုံဖို့ Rock Island ကိုသွားကြပါတယ်။သူတို့နှစ်ယောက်စလုံးတော်တော်လေးစိတ်လှုပ်ရှားနေလို့အဆောက်အဦထဲမှာဝင်ရင်ပြည့်နဲ့ဆေးချောက်အချို့ကိုရှူကြပါတယ်။အစည်းအဝေးကတော့အဆင်ပြေပြီးဆုံးသွားပြီးစာရွက်စာတမ်းတွေလည်းအတည်ပြုရခဲ့ပါတယ်။ဒါပေမဲ့ Efren ကတော့သူတို့ဟာပြိုင်ဘက်တွေထက်ဈေးအနှိမ်ဆုံးပေးလို့ရွေးချယ်ခံရတာလို့ကြားတဲ့အခါဒေါသတကြီးဖြစ်သွားပါတယ်။ဆိုလိုတာကသူတို့ဟာဒေါ်လာ90ထက်မကပိုတောင်းလို့ရခဲ့တာပေါ့။ David အိမ်ပြန်ရောက်ပြီး Albania ကိုတလကြာသွားရမယ်လို့ Is ကိုပြောတဲ့အခါသူမကသူထင်တာထက်ပိုပြီးအေးအေးဆေးဆေးလက်ခံပါတယ်။ဒါပေမဲ့Annaကသူမဟာကလေးနဲ့အတူ David မိခင်အိမ်ကိုသွားဖို့ပြင်ဆင်နေလို့ပါ။ Is က David ရဲ့ Iraq မှာရိုက်ထားတဲ့ဓာတ်ပုံတွေကိုတွေ့သွားလို့စိတ်ဆိုးနေတာဖြစ်ပြီး David ကသူမကိုထက်ပြီးလိန်ပြောခဲ့တာကိုသိသွားလို့ပါ။ David ကသူမကိုစိတ်လျှော့ဖို့ကြိုးစားရင်ဒါကနောက်ဆုံးချိန်လိန်နာပါလို့ချိန်ဆိုပါတယ်။ဒါပေမဲ့ Is ကသူမနောက်ထပ်အရာတစ်ခုသိနေတယ်လို့ပြောပါတယ်။အဲ့ဒါက David ကသူမကိုမပြောဘဲဘေးစင်အောက်မှာဝတ်ထားတဲ့ပတ်စံအိတ်တွေအကြောင်းပါ။သူဟာလိန်နာကိုမရက်တတ်နိုင်တော့တာကြောင့် Is ကကလေးနဲ့အတူထွက်သွားပါတော့လေ။ Albania ကိုမပြန်တန်းခင် Efren က David ကိုကုမ္ပဏီအတွက်အနစ်နာခံခဲ့တာတွေအတွက်ကျေးဇူးတင်တဲ့အနေနဲ့ရွှေလက်ပေပုံတက်လုံးပေးပါတယ်။ David ကလည်းသူတို့နှစ်ယောက်လက်မှတ်ထိုးပြီးအားလုံးကိုထိန်းချုပ်နိုင်ဖို့သူရေးထားတဲ့မိတ်ဘက်သဘောတူညီချက်စာချုပ်ကိုပြပါတယ်။လက်မှတ်ထိုးပြီးနောက် David ကစာချုပ်ကိုသူ့စာဝတ်အန်ဆွဲထဲမှာတင်လိုက်ပြီးမိတ် Efren ကတော့ဒီစာချုပ်ရှိနေတာကိုသိချင်တဲ့ပုံမပါဘူး။ Albania ရောက်တော့ David က Bashkin ကိုပဲ driver အဖြစ်ပြန်ငှားရမ်းပါတယ်။သူ Izzy ကိုဖုန်းဆက်ဖို့ကြိုးစားပေမဲ့သူမကဖုန်းမကင်ပါဘူး။ကုန်ပစ္စည်းတွေကိုတင်ပို့ဖို့ပြင်ဆင်နေတော့မှ David ဟာသူတို့အလင်းခံလိုက်ပြီးကြီးစံတွေကတကယ်တော့တရုတ်နိုင်ငံတို့ဖြစ်နေတာကိုတွေ့ရှိသွားပါတယ်။တရုတ်ကြီးစံတွေက American ရဲ့ပိန်ဆို့အေးတောင်ကြောက်တရုတ်ဝင်ပါဘူး။ဒီပြဿနာကို Efren ကိုပြောပြီးနှစ်ယောက်သား Henry ကိုဖုန်းဆက်ကြပါတယ်။ Henry ကဒါကသူတို့ပြဿနာဖြစ်ပြီးဝယ်ခင်ကလေးကတစ်တာတင်ကိုစစ်ဆေးခဲ့သေးတာလို့ပြောပါတယ်။ David ဟာအရှေ့ဥရောပတစ်ခွဲကကုန်ပေးသွင်းသူတွေကိုလိုက်ရှာရင် Albania မှာပိတ်မိနေပါတယ်။ဒါပေမဲ့ရက်အနှဲငယ်ကြာတော့ Efren ကသူ့ဟိုတယ်ကိုရောက်ပြီးအကြံတစ်ခုရှိတယ်လို့ပြောပါတယ်။အဲ့ဒါကတော့ကြီးစံတွေကိုထုတ်ဖို့မှုအသစ်ပြန်လုပ်ဖို့ပါ။မူရင်းတစ်တာတွေမရှိရင် American ကဒါတွေရဲ့မူရင်းနိုင်ငံကိုဘယ်တော့မှမသိမှာမဟုတ်ဘူး။မိခင်စကွာတစ်တာတွေတုံးရင်လေတဲယူဆောင်ရေးစီလေးကိုအများကြီးသက်သာစေမှာပါ။ဒါကတရုတ်ဝင်မဟုတ်ဘဲရမယ်ပတ်စံကအများလုံးလို့လက်လွတ်မခံနိုင်ပါဘူး။ Bashkin ကသူ့ကိုစောက်လို့မှုတစ်ယောက်ဖြစ်တဲ့အသေးအသင်နဲ့မိတ်ဆက်ပေးပါလေ။
သူတို့ကကြုံကြီးစံပြဿနာကိုမပြောဘဲကုန်ပစ္စည်းအလေးချိန်လွတ်ချခြင်းလိုပဲပြောပါတယ်။ NWA ကဒေါ်လာ3သိန်းနဲ့လုပ်ပေးဖို့သဘောတူညီခဲ့ပါတယ်။ဒါကသူတို့အတွက်တော့ကန်ထရိုက်ကိုကယ်တင်နိုင်ဖို့နဲ့အတိုးဒေါ်လာ3သန်းတောင်ရနိုင်ဖို့အတွက်ပြောပလောက်တဲ့အပမာတော့မဟုတ်ပါဘူး။2008ခုနှစ်ဒီဇင်ဘာ10ရက်နေ့မှာသူတို့ဟာပထမကြီးစံ50တန်းကိုအာဖဂန်စစ်တပ်ကိုအောင်မြင်မြင်ပို့ဆောင်နိုင်ခဲ့ပါတယ်။ခရစ်စမတ်ကာလမှာ S ကဒေးဗစ်ကိုဗီဒီယိုကောနဲ့ကလေးကိုတွေ့ခွင့်ပေးပါတယ်။ဒါကပြဿနာတွေမစခင်အထူးတည်းရခဲ့တဲ့နောက်ဆုံးကောင်းတဲ့အရာပါ။အဲ့ဒီညနောက်ပိုင်းမှာ Efran ကအမေရိကန်ကဖုံးဆက်ပြီး Henry ကသူတို့ကို400ရာခိုင်နှုန်းအမြတ်တင်ထားလို့သူ့ကိုဒီလောက်ကထုတ်ပစ်ချင်တယ်လို့ပြောပါတယ်။ဒေးဗစ်က Henry ကကစားရမယ်လို့စားမဟုတ်ပြီးသူတို့လည်းပတ်စံအများကြီးရနေတာကြောင့် Efran ရဲ့လုပ်ငန်းကလုပ်ငန်းတစ်လုံးကိုပျက်စီးသွားလိမ့်မယ်လို့ချက်ချင်းသားပါတယ်။ဒေးဗစ်ကသူကမိဘစုညွှန်ပေးရအယ်ဘေးနီးယားမှာပင်ပန်းအလုပ်လုပ်နေရတော့ Efran ကအမေရိကန်မှာတတနေရတာကိုထောက်ပြပြီးတချို့ခါဒီသူတို့ဟာတကယ်မိဖက်တွေမဟုတ်ပဲတကယ်နဲ့အလုပ်အလွန်လုပ်နေတဲ့ဝန်ထမ်းလို့ခံစားရတယ်လို့ပြောပါတယ်။ Efran ကနားလေတယ်လို့ပြောပြီးဘာမှမလုပ်ဖို့ကတိပေးပြီးမြဲဒေးဗစ်စာကွက်အန်ဆွဲတွေကလက်မှတ်ထိုးထားတဲ့စာချုပ်ကိုခိုးသွားပါတယ်။ Efran ကသူ့ကတိကိုမတီးပုံပါဘူး။ဘာလို့လဲဆိုတော့ရက်အနှဲငယ်ကြာမှာ2008ခုနှစ်စပိုင်းမှာဒေးဗစ်ဟာသူ့တိုက်ခန်းကပြန်ပေးခွဲချွန်ချင်းကိုခံရပြီးစွန့်ပစ်ထားတဲ့မြေခွက်လဲကိုခေါ်သွားရပါတယ်။အဲ့ဒီမှာလူမိုက်နှစ်ယောက်ကသူ့ကိုထူးကြည့်ပြီး Henry ကတနက်နဲ့ချိန်ပြီးသူ့ကိုဒီလက်ကဖဲထုတ်လို့မရဘူးလို့တတိပေးပြီးထွက်သွားပါတယ်။အခုတော့ကြောက်လန့်နေတဲ့ဒေးဗစ်ကမိုင်ယာမီကိုပြန်ဖို့ဆုံးဖြတ်လိုက်ပြီးသူ့ပစ္စည်းတွေကိုသွားယူဖို့ကုန်လောင်ယွန်ကိုသွားပါတယ်။ NWA ကသူ့ကိုပတ်စံတစ်ခါမှမပေးရသေးဘူးနဲ့ကြီးစံတွေကိုဘာလို့ပြန်ထုတ်ဖို့ချင်းကလဲဆိုတဲ့အကြောင်းရင်းအမြစ်ကိုသိနေပါတယ်။ Efran ဖုန်းမကြိုက်တာလေသူစိတ်ဆိုးနေပါတယ်။ဒေးဗစ်ကအမေရိကန်ရောက်ရင်ပတ်စံလွှဲပေးမယ်လို့ကတိပေးပြီးတပတ်မှပြန်လာမယ်လို့ပြောပါတယ်။ဒါပေမဲ့တက်ဆီပေါ်တက်ခဏီမှာ Bashkin ရဲ့ဇနီးကသူ့စီကိုလာပြီးသူ့ယောက်ျားပျောက်ဆုံးနေတယ်လို့ပြောပါတယ်။အဲ့ဒီချိန်ကစပြီး Bashkin အကြောင်းဘယ်သူမှမကြားတော့ပဲသူ့ရုပ်အလောင်းကိုလည်းဘယ်တော့မှရှာမတွေ့ခဲ့ပါဘူး။ဒါကြောင့်ဒေးဗစ်ကအယ်ဘေးနီးယားကိုဘယ်တော့မှမပြန်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတော့တယ်။မိုင်ယာမီကိုရောက်ချင်းဒေးဗစ်လုပ်တဲ့ပထမဆုံးအရာက AC ကိုသွားပြီးကုမ္ပဏီအတွက်သူလုပ်ခဲ့တဲ့တရားဝင်လုပ်ငန်းအားလုံးကိုဝန်ခံဖို့ပါ။သူကလက်နဲ့ပွဲစားလုပ်ငန်းကထွက်ပြီးအနှိမ့်ဆယ်ပြန်လုပ်မယ်လို့ပြောတဲ့အခါ Is ကသူ့ကိုပြန်လက်ခံပါတယ်။အဲ့ဒီနောက်မှာသူက Efran စီသွားပြီးအလုပ်ချော့ရောက်ပြီးသူ့အမြောက်ဝေဝိုက်ကိုတောင်းပါတယ်။ Efran ကတစ္ဆာဖောက်ခံရတယ်လို့ခံစားပြီးပတ်စံပေးဖို့ငင်းစားပါတယ်။ဒေးဗစ်ကနှစ်ပတ်အတွင်းပတ်စံမရရင်ရှင်းနေလို့မယ်လို့ပြောပါတယ်။ဒါပေမဲ့ Efran ကတော့သူတို့လက်မှတ်ထိုးထားတဲ့စာချုပ်ရဲ့အတီးတစ်ခုမြတ်ကိုဖျက်ဆီးပစ်လိုက်တာကြောင့်ဘာမှမပူပန်ပါဘူး။ဒေးဗစ်ဒါကထိသွားတဲ့အခါသူ့ယုံခန်းနဲ့ Efran ယုံခန်းကြားကအမှန်ပတင်းပြုတ်ကိုရွှေလက်ပေပုံနဲ့လမ်းထောက်ပြီးစူစူပူပူလို့ပြီးထွက်သွားပါတော့လေ။၃လကြာတော့ဒေးဗစ်ဟာအနှိမ့်တဲ့ဘဝကိုပြန်ရောက်နေပါတယ်။တနေ့နေ့လယ်မှာ Ralph ကသူ့စီလာပြီး Efran ကဖြစ်ခဲ့တာတွေအတွက်စိတ်မကောင်းဖြစ်နေလို့သူ့ကိုကြားဝင်စိတ်ဆက်ပေးဖို့တောင်းဆိုတယ်လို့ပြောပါတယ်။သူတို့၃ယောက်စားတော့ဆိုင်တစ်ခုမှတွေ့ကြပြီး Efran ကဒေးဗစ်ကိုတောင်းပန်ကဒေါ်လာ2သိန်းပေးဖို့ကမ်းလှမ်းပါတယ်။ဒါကတော့ပြောပလောက်တဲ့ပမာဏမဟုတ်ပါဘူး။ဒေးဗစ်ကဒေါသထွက်ပြီး Ralph ကိုသူ့ပိုက်ဆံတွေနဲ့သူတို့လုပ်ခဲ့တဲ့တရားမဝင်အရာအားလုံးနဲ့သူတို့တကယ်ရတဲ့အမြတ်ထက် Ralph ကိုဘလို့နည်းနည်းပေးခဲ့တယ်လဲဆိုတာတွေအကုန်ပြောပြပါတယ်။သူ့ laptop ထဲမှာအားလုံးရဲ့သက်သေရှိလို့ Efran ကိုအလွယ်တကူဖြိုးချလိုက်တယ်လို့လည်းထောက်ပြပါတယ်။ဒါပေမဲ့ Efran ကလို့ထပ်ပြီးဘာမှမပူပါဘူး။ဘာလို့လဲဆိုတော့သူ့ကိုဖြိုးချဖို့ဆိုရင်စာရွက်စာတမ်းအားလုံးမှာ David နာမည်လေးပါနေလို့ David လည်းအတူတူကြမှာမို့ပါ။အစည်းအဝေးကတော့သဘောတူညီချက်မရပဲပြီးဆုံးသွားပါတယ်။မကြခင်မှာပဲ David ဟာ New York Times ကနေပြန်ထောက်ပို့ထားတဲ့တရုတ်ကြီးစံဒီအကြောင်းအင်တာဗျူးဖို့ခုံးဆက်တာကိုခံရပါတယ်။သူကဘာအကြောင်းပြောနေတာလဲမသိဘူးလို့ဟန်ဆောင်ပြီးဖုံးချလိုက်ပေမဲ့အခုတော့ဒီအချက်လက်တွေကအပြင်ကိုရောက်နေပြီးသူ့ကိုဒုက္ခပေးနိုင်လို့စိုးရိမ်နေပါတယ်။ Is ကိုရှင်းနေစီဖုံးဆက်မယ်လို့ကတိပေးပြီးနောက်လက်လက်ကားထဲမှာ Efran နဲ့တွေ့ပါတယ်။ Efran ကလည်းအဲ့ဒီသတင်းထောက်စီကပဲဖုံးရခဲ့တာပါ။ Efran ကသူ့ကိုတနာအောင်လို့ရင်ကျောင်းတုန်းကတငယ်ချင်းဟောင်းလို့ဟန်ဆောင်တဲ့အခါ David ကမယုံတော့ပဲသူ့ကိုထိုးပစ်လိုက်ပါတယ်။သူတို့ဟာတကယ်တငယ်ချင်းတွေမဟုတ်ခဲ့ဘူးပဲ။သူကအမြဲတမ်း Efran ရဲ့စီးပွားရေးနယ်ရုပ်တစ်ခုပဲဖြစ်ခဲ့တယ်ဆိုတာကိုနောက်ဆုံးမှနားလည်သွားပါတယ်။လက်လီကပထမတက်ကိုရောက်တဲ့အခါသူတို့ဟာ FBI တွေရဲ့ဝိုင်းရံတာကိုခံရပြီးချက်ချင်းအခန်းခံရပါတယ်။သူတို့လုပ်ခဲ့တဲ့တရားမဝင်အရာအားလုံးနဲ့အစိုးရကိုလိန်ခဲ့တာတွေအားလုံးထဲမှာသူတို့ကိုဒုက္ခပေးလိုက်တဲ့အမှားကတော့ Amber ကိုပိုက်ဆံမပေးခဲ့တာပါပဲ။ Amber ကပင်တဂွန်ကိုဖုံးဆက်ပြီးသူတို့ကိုတိုင်ကြားခဲ့တာပါ။အစိုးရကအကြီးအကျယ်စုံစမ်းစစ်ဆေးမှုလုပ်ပြီး Ralph ကိုတုတ်ဆိုင်တစ်ဆိုင်မှာနေ့လယ်ကြောင်းဖမ်းဆီးခဲ့ပါတယ်။ Ralph ကကြောက်လန့်ပြီးအစိုးရနဲ့သဘောတူညီချက်လုပ်ဖို့မဆိုင်မဆောက်ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီစားတော့ဆိုင်ကသွေးစွန်ဘဲကသူ့အစီအစဉ်ဖြစ်ပြီးသူတို့အပြစ်တွေကိုဝန်ခံတာကိုမှတ်တမ်းတင်ဖို့တစ်ချိန်လုံးမိုက်ခရိုဖုန်းတက်ထားခဲ့တာပါ။ Efran ကို Federal ပြင်းမှုချက်ဆဲကြောင်းနဲ့တရားစွဲဆိုပြီးထောင်ဒဏ်2နှစ်ချမှတ်ခဲ့ပါတယ်။ David ကတော့အပြစ်ရှိကြောင်းဝန်ခံပြီးနေအိမ်အကျယ်ချုပ်9လချမှတ်ခံရပါတယ်။2022ခုနှစ်မှာ AUI ဟာ Federal Contract တွေကိုပြန်ပြီးဝင်ပြိုင်နိုင်တာမှာနေအိမ်အကျယ်ချုပ်9လပြီးဆုံးသွားတဲ့နောက် David ဟာအနှိမ့်တဲ့အလုပ်ကိုပြန်လုပ်ပါတယ်။သူရဲ့နောက်ထပ်ဖောက်တဲ့က Henry ဖြစ်နေတာကိုတွေ့ပြီးအံ့ဩစားပါတယ်။သူကြောက်လန့်နေချိန် Henry ကအဆင်ပြေပါတယ်လို့ကတိပေးပါတယ်။ဘာလို့လဲဆိုတော့သူ David ကိုတေးစေချင်ရင် David တေးတာကြားလာပြီမို့ပါ။ Henry က Albania မှာဖြစ်ပျက်ခဲ့တာတွေအတွက်တောင်းပန်စကားဆိုပါတယ်။အချက်လက်အမှားရခဲ့လို့ပါလို့အကြောင်းပြတယ်လို့ David ရဲ့ထပ်ဆိုချက်တွေထဲမှာသူ့နာမည်ကိုထည့်မပြောခဲ့တဲ့အတွက်လည်းကျေးဇူးတင်ကြောင်းပြောပါတယ်။ David မှာတော့ Henry ကိုမေးချင်တဲ့မေးခွန်းတွေရှိပါတယ်။အဲ့ဒီတုန်းက Blackjack ဖဲဝိုင်းမှာသူတို့ဆုံခဲ့တာကတကယ်ပဲတိုက်ဆိုင်မှုလားဆိုတာနဲ့ Bashkin ဘာဖြစ်သွားသလဲဆိုတာကိုသိချင်နေပါတယ်။ဒါပေမဲ့ Henry ကဒီမေးခွန်းတွေကိုဖြေမဲ့စအားနောက်ဘာမေးခွန်းမှမထပ်မေးတော့ဘူးလို့ကတိပေးရင်ယူသွားဖို့အတွက်ပိုက်ဆံဒီအပြည့်ထည့်ထားတဲ့ခရီးဒေတာတစ်ခုကို David ရှေ့မှာချပြလိုက်ပါတော့တယ်။ဒါကတော့ War Dogs ဇလန်ရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြိုက်နေတဲ့ရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ထပ်ဘယ်ဗီဒီယိုကို recap လုပ်ပေးရမလဲဆိုတာကို comment မှာတောင်းဆိုနေပါတယ်။အဆုံးထိကြည့်ပေးတဲ့အထက်ကျေးဇူးအများကြီးတင်ပါတယ်။နေ့ရက်အကောင်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ Nomi Channel မှာဆုမွန်ကောင်းတောင်းပေးပါတယ်